ကိုရေးအကျဉ်စာရေးသူကိုမကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ရေးစကြိုမြို့နယ်ငမြလေးကျေးရွာတွင်1992ခုနှစ်မတ်လ1ရက်နေ့၌အပဦးတောင်းဟန်အမိတော်များကျူတို့မှမွေးဖွားတန်းဆင်ခဲ့ပါသည်မွေးချင်းညီအကိုမောင်နှမ4ယောက်ရှိသည့်အနက်တတိယမြောက်ဖြစ်ပြီးငယ်မြင့်မှာမောင်နေကြီးအောင်ဖြစ်ပါသည်ငမြလေးကျေးရွာအခြေခံပညာမူလတန်းကျောင်းယခုအလယ်တန်းကျောင်းတွင်စတုတ္ထတန်းအထိပညာသင်ယူခဲ့ပြီးအလယ်တန်းနှင့်အထက်တန်းပညာကိုရေးစကြိုမြို့နယ်ဘာလာပကျေးရွာမှအထာကဘာလာပကျောင်း၌ဆက်လက်စီပို့ခဲ့ခြင်းဖြစ်ပါသည်2010ခုနှစ်တွင်ပခုတ်ကူမြို့၌အင်ဒိုမြန်မာ Industrial Training Center IMITC PKU အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့ပူးတွဲဖွင့်လှစ်သင်ကြားပေးသောစက်မှုသင်တန်းကျောင်းသို့တက်ရောက်ပညာသင်ယူခဲ့ပါသည်ထို့နောက်2013ခုနှစ်တွင် EPS Employment Permit System အစိုးရချင်းချိတ်ဆက်၍တရားဝင်လုပ်သားစေလွှတ်ခြင်းစနစ်လုပ်သားတစ်ယောက်အဖြစ်နှင့်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့တွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါသည်ယခုအခါတွင်ငမြလေးကျေးရွာ၌သာနေထိုင်ပြီးစောင်းပါများဝတ္ထုတိုများဆက်လက်ရေးသားလျက်ရှိပါသည်အမှားစာကျွန်တော်သည်ကိုရီးယားနိုင်ငံသို့ EPS Employment Permit System အစိုးရချင်းချိတ်ဆက်၍တရားဝင်လုပ်သားစေလွှတ်ခြင်းစနစ်လုပ်သားတစ်ယောက်အဖြစ်နှင့်2013ခုနှစ်6လပိုင်း26ရက်နေ့တွင်တွားရောက်လုပ်ကိုင်ခဲ့ပါသည်ဤသို့တွားရောက်လုပ်ကိုင်သောအခါတွင်အခက်အခဲများအဆင်မပြေမှုများစသဖြင့်များစွာတွေ့ကြုံခံစားခဲ့ရပါသည်မည်သည့်နေရာမည်သည့်အလုပ်တွင်ဖြစ်စေအခက်အခဲများအဆင်မပြေမှုများသည်အနည်းနှင့်အများဆိုသလိုရှိကြမည်မှာဓမ္မတာပင်ဖြစ်ပါသည်သို့သောဖွံ့ဖြိုးတိုးတက်ပြီးဖြစ်၍ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သောတောင်ကိုရီးယားနိုင်ငံတွင်အခက်အခဲများအဆင်မပြေမှုများမရှိသလောက်နည်းပါးလိမ့်မည်ဟု၍သာထင်မှတ်မိခဲ့ပါသည်ဤသို့ထင်ရသည်မှာလည်းကျွန်တော်၏လေ့လာမှုအားနည်းခြင်းအတွေ့အကြုံအတွေးအမြင်နည်းပါးခြင်းအထင်ကြီးမှုအားကြီးခြင်းနှင့်တောင်ကိုရီးယားနိုင်ငံတွင်အလုပ်လုပ်ကိုင်ရခြင်းအပေါ်မျှော်လင့်ချက်ကြီးမိခြင်းကြောင့်ဟုဦးစွာဝန်ခံရပါမည်ထို့နောက်တောင်ကိုရီးယားနိုင်ငံကိုမသွားမီတွင်ရောက်ရှိနှင့်နေကြသောတငယ်ချင်းများနှင့်အဆက်အသွယ်ရသောအခါတွင်လည်းသူတို့ထံမေးမြန်းစုံစမ်းကြည့်လျှင်အခက်အခဲကိုညှိတွားမပြကြဘဲအဆင်ပြေသည်ဟု၍ကြားသိခဲ့ရပါသည်ထိုအခါမိမိမှာလည်းအချို့ပေါ်တကားကဲဆိုတကဲ့သို့ကိုရီးယားကိုအထင်ကြီး၍အဆင်ပြေခြင်းကိုသာမျှော်လင့်ချက်ကြီးကြီးထားခဲ့မိပါတော့သည်ထို့ကြောင့်ပင်ကိုရီးယားနိုင်ငံကအလုပ်ခေါ်စာ job offer ကျလာသောအခါထပြီးခုန်လှမ်းမိသည့်အထိပျော်မြူးခဲ့ရပါသေးသည်ထိုအခါမိမိကိုယ်တိုင်ကိုရီးယားနိုင်ငံသို့ရောက်ရှိသည့်အခါတွင်အထင်နှင့်အမြင်မှာတက်တက်ဆင်အောင်လွယ်ရပါတော့သည်အစပထမတွင်ရင်းအခက်အခဲများအဆင်မပြေမှုများသည်ကျွန်တော်တယောက်တည်းပင်ကြုံတွေ့နေရ၍မျှော်လင့်မိသလောက်ခံစားနေရခြင်းဖြစ်လေမလားဟုထင်မိပါသေးသည်သို့တော်လည်းကျွန်တော်တယောက်တည်းမျှသာမဟုတ်ပါကျွန်တော်ကိုရီးယားနိုင်ငံမရောက်သေးမီကအဆင်ပြေပါသည်ဟုပြောခဲ့ကြသည့်ကျွန်တော်တငယ်ချင်းများကိုယ်တိုင်ပင်တွေးဆုံကြသောအခါညှိတွားနေကြသံများကိုကြားသိရပါတော့သည်သို့တော်လည်းကျွန်တော်ကိုအဆင်ပြေသည်ပြောခဲ့ကြပြီးယခုသူတို့ကကြညှိနေကြပါလားဟု၍မအံ့ဩမိတော့ပါအဘဲကြောင့်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းမြမပြည်မှလှမ်းမေးသည့်မည်သူကိုမဆိုအဆင်ပြေသည်ဟုသာဖြေလေးရှိသောကြောင့်ပင်ဖြစ်ပါသည်ဤသို့အဆင်ပြေပါသည်ဟု၍ဖြေရသည်မှာလည်းမိမိအဆင်မပြေမှုများအခက်အခဲများကိုတဆင့်စကားတဆင့်နားနှင့်မိသားစုများကြားသိသွားလျှင်စိတ်မကောင်းဖြစ်ကြစိတ်ပင်ပန်းကြဖြစ်မည်ဆိုသောကြောင့်ဖြစ်ပါသည်အမှန်တကယ်မိသားစုများသိလျှင်လည်းစိတ်ပူပေးုံမှလွဲ၍မည်သို့မှဖြေရှင်းပေးနိုင်ကြလိမ့်မည်မထင်ပါထို့ကြောင့်အများစုကအဆင်ပြေပါတယ်အေးရအေးကြောင့်ပါဟု၍ဖြစ်ကြရပါတော့သည်အခြေခံလုပ်သားတစ်ယောက်အဖြစ်နှင့်လာကြသောကျွန်တော်တို့တွေသည်အခက်အခဲများအဆင်မပြေမှုများအတော်များများပင်ကြုံတွေ့ရပါလိမ့်မည်ဖြစ်ပါသည်သို့တော်ကျွန်တော်သည်ပင်အထင်တကြီးမျှော်လင့်မိသောကြောင့်မှန်းချက်နှင့်နှမ်းထွက်မကိုက်ဆိုတကယ်သို့ဖြစ်ရသောကြောင့်ဟိုရောက်မှပင်မိမိကိုယ်မိမိပြင်ဆင်ရပါတော့သည်ကျွန်တော်တို့ဒေဝူထဲမှာပင်3-4လလုပ်ပြီးပြန်သွားသည့်သူများကြားပူပါသည်ကျွန်တော်နှင့်လုပ်ဖော်ကိုင်ဖက်တငယ်ချင်း၏အတီးတယောက်ဆိုလျှင်တငယ်ချင်းကအကူအညီတောင်းသောကြောင့်ကျွန်တော်ကိုယ်တိုင်ပင်ဖုန်းနှင့်အားပေးစကားပြောကာတားမြစ်ရပါသေးသည်သို့တော်လည်းမအောင်မြင်ပါတလသာနေပြီးမြမပြည်ကိုပြန်သွားပါတော့သည်သူတို့သည်လည်းစိတ်ညစ်ညူးကပြန်သွားကြခြင်းဖြစ်ပါသည်ကျွန်တော်အနေနဲ့စိတ်ညစ်ညူး၍ပြန်သွားသူများကိုမိုက်ပါဟုဆိုလျက်ငါသာဆိုဘလို့ဖြစ်ဖြစ်လုံးမှာပဲဟုအပြစ်မဆိုရပါ
ကျွန်တော်ကိုယ်တိုင်ကပင်ကိုရီးယားမှာအလုပ်ခေါ်စာစောင့်နေစဉ်ကာလကကိုရီးယားမှာပင်ပန်းနေဆိုတာတို့အတွက်တော့အေးဆေးပါဒီလောက်ဝင်ငွေကောင်းနေတာမငြီးမညူကိုလုပ်ပြမယ်ဟုအပြောကြည့်ခဲ့မိဖူးသောကြောင့်ဖြစ်ပါသည်သို့တော်လည်းတကယ်ရောက်သောအခါရွာပြန်ရာထွန်လို့တစ်လ3 သိန်းဝင်ရင်တော့ရာပဲထွန်ချင်တယ်ဟုပြန်ဖြစ်ရပါတော့သည်သို့တော်လည်းလောကလစာဝင်ငွေသည်ကွာခြားလာသောကြောင့်ပြန်နိုင်သည်တော့လည်းမဟုတ်ပါမိမိကိုယ်ကိုအားပေး၍လောက်ကန်ရသည်သာဖြစ်ပါသည်ကျွန်တော်တို့ကလည်းရာသီဥတုတန်ခန့်ကအပြင်တွင်အလုပ်လုပ်ရသောကြောင့်ပင်ပန်းလာပြီးအထင်ရှိနေတတ်တဲ့ကဲ့သို့စက်ရုံအတွင်းလုပ်ရသူများကလည်းတမတ်တက်တလျှောက်နှင့်အလုပ်ချိန်မပြည့်မချင်းမထားရသောကြောင့်တရက်မဟုတ်သည့်အခါပင်ပန်းသည်ဟု၍ညည်းတွားတတ်ကြပါသည်အချိန်နှင့်အလုပ်လုပ်ရခြင်းနှင့်လုပ်ဖို့ကိုင်ဖက်ခြင်းအတ္တလွန်ခဲ့ကြသည့်အခါလည်းမိမိတို့ကအလျှော့ပေးရသည့်အချိန်များလာသည့်အခါစိတ်ဖိအားများရှိနေခြင်းကြောင့်ဖြစ်ပါသည်သို့တော်လည်းဝင်ငွေသည်အမိမြေထက်အဆမတန်များစွာရသောကြောင့်ခန္တီတရားဟုခေါ်မရနိုင်တော့လေတီးခန့်ခြင်းဟု၍သုံးနှုတ်လျက်လုပ်ရပါတော့သည်မြမအများစုသည်အလုတ်ပင်ပန်းမှုကိုခံနိုင်ရရှိကြတော့လေစိတ်ညစ်ညူးမှုစိတ်ပင်ပန်းမှုကိုမခံစားလိုပါမခံစားချင်ကြပါထို့ကြောင့်လောကလစာဝင်ငွေအပေါ်တွင်သာအားပြုနေထိုင်ကြရပြီးစိတ်ပျော်ရွှင်မှုဟုသည်ကအလွန်ရှားပါလွန်းသည်ဟုပြောရပါမည်သို့တော်တီးခံရသည်မှာတရားဥပဒေကအဆောက်အအုံမပေးသောကြောင့်မဟုတ်ပါမိမိတို့ကိုယ်တိုင်ဘာသာစကားအားနည်းခြင်းမိမိတို့လုပ်ပိုင်ခွင့်ရပိုင်ခွင့်ကိုမသိရှိခြင်းကြောင့်သာဖြစ်ပါသည်ကိုရီးယားတွင်အလုပ်ရှင်နှင့်အလုပ်သမားဟုသည်ထက်ဥပဒေအပြင်ဘက်ကလုပ်သူကသာလျှင်မှားသူဖြစ်ပါသည်မိမိအပေါ်မတရားလုပ်လာသည့်အလုပ်ရှင်ကိုမဟုတ်မခံအတိုက်အခံလုပ်နိုင်ရန်ဆိုသည်မှာအမိမြေမြန်မာပြည်မှာပင်မရသောအခွင့်အရေးဟုဆိုနိုင်ပါသည်ထို့ကြောင့်တရားဥပဒေ၏အဆောင်အရှောက်ကိုရ၍လုံခြုံမှုရှိသောကြောင့်မိမိကမှန်ကန်၍နားလည်လျင်တီးခံရန်မလိုတကဲ့သို့ညီသူကိုမျှကြောက်ရန်မလိုပါလုပ်ငန်းခွင်တွင်ပျော်ရွှင်မှုမရှိမည်ဆို၍လောဘော်ကံဖက်အချင်းချင်းသူ့အတ္တကိုယ်အတ္တလွန်ကဲ၍အပြောအဆိုအစင်မပြေသည်ကိုတီးခံရခြင်းဟုဆိုခြင်းဖြစ်ပါသည်သို့တော်လည်းမြည်မျှဒေါသထွက်ကြစေကမူကိုထိလက်ရောက်ကျူးလွန်ခြင်းကိုရှောင်ကျဉ်ကြရပါသည်ဥပဒေကလည်းမရှောင်ကျဉ်ခြင်း၍မရလောက်အောင်စိုးမိုးသည့်နိုင်ငံဖြစ်ပါသည်အမှန်မှာမိမိတို့ရင်းအခြေအနေလောက်ကိုတီးခံရသည်မှလည်းမိဘကိုယ်တိုင်ကဂယုမဆိုင်ပစ္စလက်ခတ်ပြစ်ထားခံရသောတာသမီများကိုသူတစ်ပါးများကဂါပုတ်ဖင်ပုတ်လုပ်သည်မှမဆန်းတကယ်သို့ပါပင်ခေအဆက်ဆက်ကဖြစ်ချင်အဖြစ်ခံချင်တယ်လို့ခံရသူတို့ကိုယ်တိုင်လည်းလှုပ်ချင်တယ်လို့လှုပ်သူတစ်ပါးလည်းလှုပ်ချင်တယ်လို့လှုပ်ကြဟု၍ဂယုဆိုင်သည်မရှိဘဲပြစ်ထားတတ်ခဲ့ကြသောတာဝန်ရှိသူများတိုင်းပြည်ခေါင်းဆောင်များကြောင့်ဟု၍ဆိုချင်ပါတော့သည်တောင်ကိုရီးယားသူများတိုင်းပြည်ခေါင်းဆောင်များကြောင့်ဟု၍ဆိုချင်ပါတော့သည်တောင်ကိုရီးယားနိုင်ငံသည်ပင်သူ့နိုင်ငံ၏ဥပဒေစိုးမိုး၍အဆောင်အရှောက်ပေးသောကြောင့်သာအမိမြေ၏အကာအကွယ်ပေးမှုအဆောင်အရှောက်ခံရမှုကိုရမဆိုလျင်ကိုထိလက်ရောက်ကျူးလွန်လာလျင်ခေါင်းငုံခံရန်ပင်ရှိပါတော့သည်မည်သို့ပင်ဆိုစေလုပ်ငန်းခွင်အခက်အခဲများအဆင်မပြေမှုများရှိတော့လေမိမိ၏အသက်တစ်ချောင်းကိုမူအမိမြေထပ်ပင်လုံခြုံမှုပေး၍စောင့်ရှောက်ခြင်းတန်ဖိုးထားခြင်းစသည့်ကောင်းကွက်များလည်းရှိပါသည်ထို့ကြောင့်တောင်ကိုရီးယားနိုင်ငံသည်လုပ်ငန်းခွင်တွင်အခက်အခဲများအဆင်မပြေမှုများရှိတတ်တော့လေအလုပ်လုပ်ကိုင်ရသွာလာနေထိုင်သည်မှာတရားဥပဒေ၏အဆောင်အရှောက်ကိုရရှိသောကြောင့်လုံခြုံမှုရှိ၍ဘေးကင်းသည်ဟုဆိုချင်ပါသည်သို့သောကျွန်တော်စာအုပ်ကလေးအားကိုရီးယားနှင့်ပတ်သက်နေသည့်သူများပတ်သက်မည့်သူများအကြောင်းတိုက်ဆိုင်၍ဖတ်မိလျင်စိတ်ပြတ်အားပြတ်သွားစေရန်ပြောနေခြင်းမဟုတ်တကယ်သို့တွားရောက်လောက်ကင်ရန်လည်းအားပေးအားမြောက်ပြောဆိုခြင်းမဟုတ်သည်ကိုတတိချက်စေချင်ပါသည်သို့သောမိမိတိုင်းပြည်မိမိမွေးရက်မြေအထက်ဝင်ငွေအစပေါင်းများစွာရရှိနေသောနိုင်ငံတစ်ခုကိုတွားရောက်လောက်ကင်ခြင်းမိသားဖြစ်ပါသည်ထို့ကြောင့်အကြောင်းတိုက်ဆိုင်၍ဖတ်မိလျင်ရင်းခံစားမှုအပိုင်းအစလေးများမှတစ်ဆင့်ကျွန်တော်ကဲ့သို့ကိုရီးယားနိုင်ငံကိုရောက်သောအခါမှာမိမိကိုမိမိပြင်ဆင်၍အားပေးလောက်ကင်နေရခြင်းမျိုးဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံဖြစ်သောကြောင့်မျှော်လင့်ချက်ကြီးစွာထားမိပြီးမှန်းချက်နှင့်နှံထွက်လွဲရကစိတ်ဖိစီးမှုပင်ပန်းမှုစသောခံစားရခြင်းမျိုးအတွက်ကြိုတင်ပြင်ဆင်နိုင်သောအထောက်အပံ့လေးတစ်ခုကိုရကောင်းရနိုင်လိမ့်မည်ထင်ပါသည်ထို့ကြောင့်ကျွန်တော်အတွေ့အကြုံကိုမျှဝေပေးသည်ဟု၍လည်းမမြင်ကြစေချင်ပါကျွန်တော်၏အတွေ့အကြုံသည်လည်းဘာမှမဖြစ်လောက်၍ဘာမှပြောပလောက်သည်မဟုတ်ပါကျွန်တော်သည်ခန်းစားချက်ကလေးများရှိလာလျှင်စာရေးချင်သောဝါသနာရှိသည့်အလျောက်ချရေးလိုက်ခြင်းများသာဖြစ်သောကြောင့်ခန်းစားချက်ကိုမျှဝေသည်ဟု၍သာ
မှတ်ယူပေးစေချင်ပါသည်။ရင်းခံစားချက်ကလေးများအားရင်ပတ်ခြင်းနှိစက်၍ခံစားလိုကမျှဝေခံစားပေးုံများသာရည်ရွယ်ရေးသားခဲ့ခြင်းဖြစ်ပါသည်။ထို့ကြောင့်ကျွန်တော်တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်စဉ်ကတစ်နှစ်မပြည့်သေးမီကာလအတွင်းဖြတ်တန်းခံစားမိခဲ့သောနေ့ရက်ကလေးများအားစုပေါင်း၍ဒီစာအုပ်ကလေးကိုဖန်တီးရေးသားလိုက်ရပါသည်။အတွေ့အကြုံမမြင့်သောနှလုံးသားအတွင်းဘက်မှခံစားမှုအစုအဖွဲ့ကလေးများဟုသာဆိုချင်ပါသည်။ယခုစာအုပ်ကလေးထဲတွင်ကိုရီးယားလူမျိုးအချို့၏မကြိုက်သောစရိုက်များမိမိခံစားမိသောအချက်များကိုထည့်ရေးမိစေကမူတောင်ကိုရီးယားနိုင်ငံအားကျွန်တော်၏ကျေးဇူးရှင်နိုင်ငံကျေးဇူးရှိသောနိုင်ငံဟုသတ်မှတ်ထားပါသည်။စံပေး၍စီရခြင်းဖြစ်ပါသည်ဟုဆိုနိုင်တော့လေစံပေးတိုင်းစီရသည်တော့မဟုတ်ပါ။အမိမြေတွင်မိမိအနေဖြင့်မျှော်မှန်း၍မရနိုင်သောလောက်ခလာဆောင်ငွေတောင်ကိုရီးယားနိုင်ငံအားအကြောင်းပြု၍မိသားစုအခက်အခဲများအဆင်ပြေချောမွေ့ခဲ့ရခြင်းစသည့်အကြောင်းတရားကျေးဇူးတို့ကိုအစဉ်အောက်မေ့နေမည်ဖြစ်ပါသည်။ယခုစာအုပ်သည်လည်းစိုးကွက်ကောင်းကွက်ကိုဖော်ပြရေးလိုခြင်းမဟုတ်ပဲမိမိဖြတ်တန်းခဲ့စဉ်အခါကခံစားခဲ့မိသောအတိုင်းသာရေးပြခြင်းဖြစ်ပါသည်။သို့ဖြစ်တော်လဲတောင်ကိုရီးယားနိုင်ငံအားကျေးဇူးကမ်းလိုစိတ်စော်ကားလိုစိတ်အလင်းမရှိပါ။အမှန်တကယ်ဖြတ်တန်းခဲ့ရသောနေ့ရက်များနှင့်ခံစားခဲ့မိသောအစိတ်အပိုင်းတချို့ကိုစုပေါင်းတင်ပြရေးဖွဲ့ထားသည်မှန်တော့လေကျွန်တော်ကိုယ်တိုင်ကပင်မျှဝေခံစားယုံဖျော်ဖြေရေးအမှုပညာအဆင့်အတန်းတစ်ခုများသာဟုသတ်မှတ်ယူဆထားမိပါသည်။မောင်စနေတောင်ကိုရီးယားမြေသို့ခြေချမိသောနေ့လေယာဉ်ပြေးလမ်းပေါ်သို့လေယာဉ်ဆင်းသက်လိုက်သောကြောင့်ကျွန်တော်၏ပြန့်လွင့်နေသောအတွေးအာရုံတို့သည်လည်းပြန်လည်စုစည်းမိသွားသည်လေယာဉ်ပေါ်မှအောက်သို့ဆင်းအပြီးတွင်တောင်ကိုရီးယားနိုင်ငံ၏စောင်းဥရာသီကကြိုဆိုလိုက်သောကြောင့်အေးစင်စင်အရသာကိုစတင်ခံစားလိုက်ရ၏ထို့နောက်တောင်ကိုရီးယားနိုင်ငံစောင်းဥမနက်ခင်၏ကာယာလပမှုနှင့်ခမ်းနားကြီးကျယ်လာသောတောင်ကိုရီးယားနိုင်ငံ၏အင်ဂျွန်လေစိတ်ကြီးအားဟိုငေးသည့်မောဖြင့်ကိုရီးယားနိုင်ငံအတွင်းသို့ဝင်ရောက်ရန်လူဝင်မှုကြီးကြပ်ရေး Immigration ကောင်တာရှိသို့ရောက်ရှိခဲ့ရသည်တာဝန်ရှိသူများက passport နှင့်လိုအပ်သည့်စာရွက်စာတမ်းများအားတောင်းခံကြည့်ရှုစစ်ဆေးပြီးကျွန်တော်တို့မျက်လုံးများကိုစကန်ဖတ်ယူထားလိုက်ပါသည်ထို့နောက်လူဝင်မှုကြီးကြပ်ရေး Immigration ကိုကျော်လွန်၍တောင်ကိုရီးယားနိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ရသောကြောင့်ပစ္စည်းတင်ချကယ်ရိုဆယ်စီသို့သွားလျက်ခရီးဆောင်အိတ်ကိုရွေးချယ်ယူခဲ့ရပါတော့သည်လုံးစရာရှိသည့်ကိစ္စဝိစ္စများအပြီးတွင်ကျွန်တော်တို့အားလာကြိုသောမြန်မာအလုပ်သမားတာဝန်ခံဆရာမဒေါ်မေသူလွင်ကကျွန်တော်တို့အားလုံးကိုဥဆောင်ခေါ်သွားပြီးလေစိတ်အဆောက်အဦအတွင်းမှမထွက်ခွာမီမှာပင်မတ်တပ်ရက်တန်းစီစီကလူစုံမစုံစစ်ကြည့်ပါသည်ကျွန်တော်တို့အဖွဲ့မှာစုစုပေါင်း81ယောက်မျှရှိလေသည်ကျွန်တော်တို့နှင့်တရက်တည်းမှာပင်သီရိလင်္ကာနေပေါ်ဗီယက်နမ်ဥစ္စာပါကစ္စတန်စသောနိုင်ငံများမှလည်းကျွန်တော်တို့ကဲ့သို့သောသူများမတ်တပ်ရက်တန်းစီလူစစ်နေသည်ကိုတွေ့ရပါသေးသည်သူတို့အင်အားသည်ကမနည်းလားကျွန်တော်သူတို့ကိုကြည့်လိုက်ပြီးအကြမ်းဖြင့်ရေတွက်မိသည်မှာပင်တအုပ်စုကို100ကျော်များစီလောက်ရှိပါသည်ထို့နောက်ဆီယာမတော်မီသူလွင်ကရှေ့ဆက်သွားမည်နေရာနှင့်လိုအပ်သည်များကိုပြောကြားပြီးကျွန်တော်တို့81ယောက်အား3အုပ်စုခွဲကအသင့်လာကြိုသောဘတ်စကားပေါ်တက်စေလျက်အန်ဆောင်မြို့ရှိတင်နန်းကျောင်းစီသို့သာဘတ်စကားပေါ်တက်စေလျက်အန်ဆောင်မြို့ရှိတင်နန်းကျောင်းစီသို့ထွက်ခွာခဲ့ရပါတော့သည်ကျွန်တော်တို့ EPS အစိုးရချင်းချိတ်ဆက်၍တရားဝင်လုပ်သားစေလွှတ်ခြင်းစနစ်အလုပ်သမားများမှာလုပ်ငန်းခွင်မဝင်မီတောင်ကိုရီးယားနိုင်ငံသို့ရောက်သည့်နေ့မှစ၍တင်နန်းကျောင်းတွင်3ရက်နာရီ20တင်နန်းတက်ရောက်ရပါသေးသည်ကျွန်တော်တို့စီးနှင်လိုက်ပါသောဘတ်စကားကြီးသည်နိုင်လွန်ကတ္တရာလမ်းမကြီးပေါ်တွင်မောင်းနှင်လျက်တင်နန်းကျောင်းရှိရာအန်ဆောင်မြို့စီသို့တန်းတက်မတ်မတ်ဖြင့်တရိပ်ရိပ်ပြေးနေတော့လေကျွန်တော်စိတ်အစဉ်သည်ကအတိတ်နှင့်အနာဂတ်စီသို့သာတလဲစီပြေးလွှားနေတော့သည်အခြားသူများသည်လည်းကျွန်တော်ကဲ့သို့ဖြစ်နေမည်လားမသိလမ်းဘေးဝဲရာဘက်စီငေးမောကဘတ်စကားကြီးပေါ်တွင်အားလုံးငြိမ်သက်လျက်သာလိုက်ပါလာကြသည်တင်နန်းကျောင်းသို့ရောက်သည်နှင့်ကျွန်တော်တို့တွေမှာကျမ်းမာရေးစစ်စစ်ချက်ခံယူရန်တန်းစီကြရပြန်ပါသည်ကိုရီးယားအရေးအချင်းစစ်စက်မေးပွဲအောင်စင်ကလည်းကျမ်းမာရေးစစ်ဆေးချက်ခံယူရပြီးဆေးအောင်မှသာလျှင်အလုတ်လျှောက်လွှာတင်ခွင့်ရရှိခြင်းဖြစ်သည်ထို့နောက်တောင်ကိုရီးယားနိုင်ငံကအလုတ်ခေါ်စာရပြီးနေထိုင်ခွင့်ဗီဇာချပေးလျှင်လည်းကျန်းမာရေးစစ်စစ်ချက်ထပ်မံခံယူရပြီးဆေးအောင်မှသာတောင်ကိုရီးယားနိုင်ငံသို့ထွက်ခွာရခြင်းဖြစ်ပါသည်သို့တော်ယခုထပ်မံ၍
ကျန်းမာရေးဆေးစစ်ချက်ခံယူရပါဦးမည်အမိမြေတွင်ကျန်းမာရေးဆေးစစ်ချက်ခံယူခဲ့စဉ်ကအောင်မြင်ခဲ့တော်လဲတင်နန်းကျောင်းသို့ရောက်ရှိ၍ထပ်မံစစ်ဆေးချိန်တွင်ကျန်းမာရေးဆေးစစ်ချက်ကြာရှုံးသူများလည်းရှိခဲ့ပူပါသည်ရင်းကဲ့သို့ကြာရှုံးသွားလျင်အမိမြေကိုပြန်ပို့ခံကြရသောကြောင့်တချို့မှလည်းအကြောင်းအမျိုးမျိုးနှင့်ရင်တထိတ်ထိတ်ကျွန်တော်ကိုယ်တိုင်မှလည်းမထိတ်တာမလန့်တာဖြစ်နေရပါသေးသည်ကျွန်တော်ဒီကလေရင်တက်ရန်3ရက်ခန့်များအလိုတွင်အပြင်းဖြားသောကြောင့်ကမန်းကတန်းပင်ဆေးထိုးဆေးစားလှုပ်လိုက်ရတော့သည်ထို့မြောက်မကအစားအသောက်ပါပြတ်သောကြောင့်ကိုယ်ခံအားလည်းနည်းနေ၏လေရင်တက်သည့်အချိန်အထိအဖျားကမပြတ်သည်ဤသို့ကကျမ၏ရုပ်ချေချင်းချောက်ခံထားရသောကြောင့်ယခုထပ်မံ၍ကျန်းမာရေးဆေးစစ်ချက်ယူချိန်တွင်ကကျမကများအလှည့်အပြောင်းလုပ်ပြလိုက်လျင်ဟူသောအတွေးဖြင့်စိုးရိမ်စိတ်များပြီးယုံကြည်မှုပါနေရပါတော့သည်အမှန်ဆိုရလျင်ကျွန်တော်ကံကြမ္မာသည်ကမိသားစုကံကြမ္မာပါပင်အမိမြေတွင်အလုတ်အကိုင်အခွင့်အလမ်းနည်းပါးလာသောကြောင့်စားဝတ်နေရေးကျပ်တဲလာ၏ထို့ကြောင့်ကျွန်တော်သည်တောင်ကိုရီးယားနိုင်ငံသို့အလုပ်လုပ်သွားရောက်ရန်ဆန္ဒရှိနေမိခဲ့သည်သို့သောတောင်ကိုရီးယားနိုင်ငံသို့အလုပ်အကိုင်သွားရောက်လုပ်ကိုင်ခွင့်ရရန်ကျွန်တော်ကိုယ်တိုင်ကရင်းတည်နိုင်သည်မှာအချိန်နှင့်စ조사မှုမျှသာဖြစ်ပါသည်မိဘများအနေဖြင့်လည်းတောင်သူလုပ်ငန်းတစ်ခုသာအားကိုးအားထားပြုလုပ်နေရပြီစားဝတ်နေရေးပင်ကြက်ကြက်တဲတဲရုန်းကန်ဖြည့်ရှင်းနေရ၏ထို့ကြောင့်ကျွန်တော်ဆန္ဒအတွက်ဖြည့်ဆည်းရန်နီလန်းမှလည်းငွေအတိုးအငှားယူပေးရခြင်းမှအပအခြားမရှိဤနည်းဖြင့်မရင်ရဲလျင်လဲမိုးလေဝသမမှန်နီးပညာမကူနိုင်သောကြောင့်လုံသမျှအနှုတ်လက္ခဏာပြနေသောလက်ရှိတောင်သူဘဝကလွတ်မြောက်ရန်လွယ်ကူလိမ့်မည်မထင်ပါထို့ကြောင့်၎င်းနီလန်းဖြင့်သာအထောက်အပံ့ပြုပေးလိုက်ရပါတော့သည်ယခုကဲ့သို့နောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်သောအခြေအနေတွင်ကုန်ကျထားခဲ့သည့်ငွေကြေးပမာဏမှလည်းမနှဲတော့ပါပြီဒီအချိန်အခါရောက်မှသာကျွန်တော်မှလမ်းကြောင်းလွဲသွားခဲ့လင်မိသားစုဘဝသည်ကရုံးထရန်မလွယ်ကူတော့ရင်းအတွက်ပင်ကျွန်တော်စိတ်မှာဖြင့်တောကပြပါဒစိုးရိမ်စိတ်တို့မှပြည့်နှက်နေရပါတော့သည်ကျမ်းမာရေးဆေးစစ်ချက်ခံယူရန်တန်းစီစောင့်နေလျက်ပင်ကျွန်တော်အလဲသို့ရောက်ရှိလာခဲ့ရ၏မူလကသွေးတိုးအခန့်ရှိသည်နှင့်ရင်ခုန်စိတ်လှုပ်ရှားမှုများနေသောကြောင့်လားမသိသွေးပေါင်အနှဲငယ်တက်နေခြင်းမှအပကြံသည့်စစ်ဆေးမှုများမှာအဆင်ပြေချောမောစွာပြီးဆုံးသွားခဲ့ရပါသည်ထို့နောက်တင်နန်းကျောင်းစီသို့ရောက်ရှိခဲ့ရပြီးမြန်မာဆရာမဒေါ်ကျင်လဲကနေထိုင်ရမည့်နေရာနှင့်အခန်းနံပါတ်များကိုပြောပြပေးပါသည်ကျွန်တော်တို့မြန်မာအလုပ်သမားများအား3လွှာတွင်9ယောက်တခန်း6ယောက်တခန်းစသဖြင့်နေရာချပေးထားပါသည်ကျွန်တော်တို့အခန်းသည်6ယောက်ခန့်ဖြစ်ပြီးကျွန်တော်နှင့်လုပ်ငန်းခွင်အတူတူကော်မတီတစ်ခုထဲမှအလုပ်ခေါ်စာရရှိထားသောပဲခူးသားတစ်ယောက်သည်လည်းတခန်းထဲအတူတူနေထိုင်ရပါသည်နေထိုင်ရမည့်အခန်းတွင်ပစ္စည်းများနှင့်အထုပ်အပိုးများကိုနေရာချထားပြီးနောက်တင်နန်းခန်းမရှိရာသို့လာခဲ့ကြရပါတော့သည်တင်နန်းခန်းမအတွင်သို့ရောက်သည်နှင့်ကိုရီးယားနိုင်ငံသားဆရာတစ်ယောက်နှင့်မြန်မာဆရာမဒေါ်ကျင်လဲတို့ကကျွန်တော်တို့အားနံပါတ်စဉ်အလိုက်ထိုင်ရန်နေရာချထားပေးပြီးတင်နန်းကျောင်းမှစည်းကမ်းချက်များကိုပြောပြကာစာအုပ်စာတမ်းများနှင့်ဘောပင်များပေးဝေပါသည်ထို့နောက်တင်နန်းကျောင်းကနေလည်းလုပ်ငန်းခွင်အန်တီရဲ့ကင်းရှင်းရေးနှင့်အလုပ်သမားနှင့်အလုပ်ရှင်ကြားရှိဥပဒေများလုပ်ပိုင်ခွင့်ရပိုင်ခွင့်များနိုင်ငံသားများသိရှိသင့်သောကိုရီးယားနိုင်ငံမှဥပဒေများကိုစာအုပ်နှင့်တစ်မျိုးပရော်ဂျက်တာပေါ်တွင်တသွဲအသိပေးရှင်းလင်းပြပေးပါသည်ပြောသမျှနားထောင်ပြသမျှကြည့်ရှုအပြီးတွင်ကျွန်တော်တို့ရှေ့ဆက်ဖြတ်တန်းရအောင်မည်ဘဝခရီးသည်ကနှင့်ပထမဆုံးဒုက္ခအမိမြေမှထွက်ခွာလာစဉ်ကတည်းကမြည်သည့်အစားအစာကိုမျှသိုမီမထားရသေးသောဝမ်းပိုက်သည်အတန်ပေါင်းစုံဖြင့်အော်ဟစ်ဆန္ဒပြနေကြတော့လေတင်နန်းကျောင်းဤစားရိတ်သာကန့်တင်းအတွင်းဝင်ရန်မှာလူပေါင်းရာနှင့်ချီ၍မတ်တက်ရက်တန်းစီဆောင်ဆိုင်နေရသေးသည်ဤသို့ဖြင့်အလှည့်ကျဆောင်ဆိုင်လျက်စားရိတ်သာကန့်တင်းတကားမကြီးကိုဖြတ်ကျော်ဝင်ရောက်လိုက်ချိန်တွင်နှကားဝစီသို့ထိုးထွင်းဖြတ်တန်းလာသောသူတို့၏စားတောက်ဖွယ်ရာရနံ့များသည်စားကျင်စိတ်ပင်ကုံချင်တင်သွားပါတော့သည်စားတော့မည်ဟုအားခဲထားတော်လဲရင်းစားတောက်ဖွယ်ရာအနံ့များကြောင့်ဦးကောင်းသည်မူးဝေနှောင်ကြည့်နေတော့၏နောက်သို့ပြန်လှည့်ရန်မှလည်းမလွယ်ကူတော့ရှေ့သို့ကြော်တက်ရန်မူပို၍ပင်မဖြစ်နိုင်ပါထို့ကြောင့်အလိုက်သင့်တန်းစီလိုက်ပါခဲ့ရပါတော့သည်လေရင်မတက်မီကလည်းနေထိုင်မကောင်းသောကြောင့်မြည်သည့်အစားအစာကိုမျှ
မြင်မြင်ရရမစားဖြစ်ခဲ့လေရင်တက်ရမည့်နေ့တွင်လည်းအဖျားမပြတ်သေးသည့်ကတကြောင်အမိမြေနှင့်မိသားစုအားခွဲခွာရတော့မည်ဟုသောခံစားမှုအသည့်ကတစ်မျိုးဖြင့်မြည်သည့်အစားအစာကိုမျှဟုတ်ဟုတ်ညာညာစားကြံစိတ်မဖြစ်ခဲ့ပဲမွန်းချက်ဆိုးနှင့်နေသောဝေဒနာတို့သာပြေကျက်နေတော့သည်ထို့နောက်တာဝန်ရှိသူများကလေးစိတ်အား2 နာရီခန့်မျှမကခက်စောစောကြိုတင်အရောက်ခေါ်လာသောကြောင့်စောစောပင်ထွက်လာခဲ့လိုက်သည်ထို့နောက်လိုအပ်သည့်ကိစ္စဝိစ္စများဆောင်ရွက်ပြီးသောအခါထိုင်းနိုင်ငံဘန်ကောက်လေဆိပ်သို့သွားရန်စောင့်ဆိုင်းနေကြရသည်ကျွန်တော်တို့သည်တောင်ကိုရီးယားနိုင်ငံသို့ထွက်ခွာရန်ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှတဆင့်ပြောင်းရွှေ့စီးကြရမည်ဖြစ်သောကြောင့်ဘန်ကောက်လေယာဉ်အားစောင့်ဆိုင်းနေကြရခြင်းဖြစ်သည်လေယာဉ်ပေါ်သို့ရောက်သောအခါတွင်စားတောက်ဖွယ်ရာများဖြင့်တဲခင်းဧည့်ခံတော်လဲရွေးတစ်မျိုးထဲမှအပမည်သည့်အစားအသောက်ကိုမျှစားသုံး၍မရခဲ့ရင်းအစားအသောက်များ၏အနံ့ကိုပင်မခံနိုင်ပါထို့နောက်ဘန်ကောက်လေဆိပ်သို့ညနေခင်းအချိန်မှပင်ရောက်ရှိပြီးပြောင်းရွှေ့စီးရမည်တောင်ကိုရီးယားလေယာဉ်လိုင်းကိုစန်တဝါဝနှင့်ရှာကြရပြန်ပါသည်ကျွန်တော်တို့စီးနှင့်ခရီးဆက်ကြရမည့်တောင်ကိုရီးယားလေယာဉ်သည်ည7 နာရီခန့်မှထွက်ခွာမည်ဖြစ်သောကြောင့်အေးအေးဆေးဆေးရှာဖွေချိန်ရပါသည်တောင်ကိုရီးယားလေယာဉ်လိုင်းအားရှာဖွေတွေ့ရှိသောအခါတွင်လည်းကျွန်တော်တို့သည်မည်သည့်နေရာကိုမျှမသွားတတ်မလာတတ်ကြသောကြောင့်လေယာဉ်လိုင်းကောင်တာနှင့်မလှမ်းမကမ်းမှာပင်ထိုင်ဆောင်နေကြရပါတော့သည်ထိုစဉ်အချိန်ကကျွန်တော်သည်အဖျားမပြတ်သေး၍လားမပြောတတ်ရင်းကဲ့သို့ထိုင်ဆောင်နေလျက်ပင်အာကောင်များခြောက်လာသောကြောင့်မကြာခဏရေတောက်ချင်နေမိပါတော့သည်ထို့ကြောင့်ကျွန်တော်တို့ထိုင်နေသည့်နေရာနှင့်မနီမဝေးတွင်ရှိသောဈေးဆိုင်တစ်ဆိုင်သို့သွားပြီးရေတန့်ဘူးဝယ်ယူရပါတော့သည်ဘန်ကောက်လေဆိပ်သည်ကြီးကျယ်ခမ်းနားလှပသကဲ့သို့ရေတန့်ဘူးဈေးသည်လည်းမသေးလှပါရေတန့်ဘူးတစ်ဘူး၏တန်ကြေးမှာ$4ခန့်ရှိပါသည်ကျွန်တော်စီတွင်လည်း$100ခန့်သာပါပါသည်ယင်း$100သည်ပင်တောင်ကိုရီးယားနိုင်ငံသို့ရောက်လျှင်သင်တန်းကျောင်းတွင်$30ပေးသွင်းရမည်ဖြစ်ပြီးကျန်ရှိသော$80သည်ကလစာမထုတ်မီမည်သို့ဖြည့်ရှင်းသုံးစွဲရအောင်မည်မသိသည်ထို့ကြောင့်ကျွန်တော်သည်$4တန်သောရေသန့်ဘူးကိုမဝယ်ယူပဲရင်းဆိုင်အပါးကနေမယောင်မလည်လောက်ကတက်ဆုပ်ခဲ့ပြီးရေစာနေသောဝေဒနာကိုလည်းအာရုံပြောင်းယူ၍ဖြည့်သိမ့်ထားလိုက်သည်ည7 နာရီတွင်ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှတဆင့်တောင်ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို့လေယာဉ်ထွက်ခွာပါတော့သည်ထိုအခါမှလေယာဉ်ပေါ်တွင်ရေကိုတောင်းယူပြီးတဝကြီးတောက်လိုက်ပါတော့သည်၎င်းလေယာဉ်ပေါ်တွင်လည်းစားသောက်ဖွယ်ရာများဖြင့်တဲခင်းဧည့်ခံပေးပြန်ပါသည်ဒါလည်းထိုင်းနိုင်ငံဘန်ကောက်သို့လာစဉ်ကလေယာဉ်ပေါ်မှနီးတူပင်ရေတစ်မျိုးထဲမှအပမည်သည့်စားသောက်ဖွယ်ရာကိုမျှစားသုံး၍မရခဲ့ဤသို့ဖြင့်နံနက်မိုးစင်စင်လင်းချိန်တွင်တောင်ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်နောက်သင်တန်းကျောင်းရှိရာကိုခရီးဆက်ခဲ့ရခြင်းဖြစ်သည်ယခုသင်တန်းကျောင်းအရောက်တွင်ထမင်းစားတော့မည်ဟုအားခဲထားသည့်ကြားမှပင်သူတို့၏စားတောက်ဖွယ်ရာရနံ့များကြောင့်စားကျင်စိတ်တို့ပျောက်ကွယ်ကမူးဝေနှောက်ကြေးနေသောဝေဒနာကိုပါထပ်တိုးခံစားနေရသေးသည်သို့တော်လည်းထရေထမင်းဟင်းလျာထည့်သောပုံစံခွက်နှင့်လင်ပန်းကိုယူလိုက်ပြီးထမင်းအနှဲငယ်ဂင်ချီနှင့်ဟင်းချိုတစ်ပကံလုံးကိုထည့်ယူခဲ့ပြီးစပွဲစီသို့ရောက်ဖြစ်ပါသေးသည်မည်သို့မျှစားသုံး၍အဆင်မပြေသောကြောင့်ထရေထမင်းဟင်းလျာထည့်သောပုံစံခွက်နှင့်လင်ပန်းကိုပကံဆေးစင်ပေါ်သို့ထားခဲ့ပြီးစားရိတ်သာကန်တင်း၏အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်အပြင်ရောက်သောအခါစားရိတ်သာကန်တင်းအတွင်သို့အရင်ရောက်၍ထမင်းစားနှင့်ပြီးသောမြမအဖော်များရှိရာသို့သွားကအတူရောရောင်ထိုင်နေလိုက်တော့သည်သူတို့သည်လည်းသူတို့စားတောက်ခဲ့ရသောစားတောက်ဖွယ်ရာများအပေါ်တွင်စိတ်တိုင်းမကျညှိတွားသံများဖြင့်ပွက်ပွက်ညံနေကြပါတော့သည်၎င်းတို့အနားမှထလာခဲ့ပြီးနောက်တင်နှန်းကျောင်းဝင်းအတွင်းရှိဈေးဆိုင်ကိုသွားက$10ခန့်ကိုကိုရီးယားဝမ်ငွေနှင့်လဲလိုက်ရာဝမ်1000ခန့်ရပါသည်ဝမ်ငွေဖြင့်900ရန်စပစ်သည်အချိုရည်တစ်ဘူးကိုဝယ်ယူလိုက်ပြီးနောက်စိတ်ငြိမ်သောနေရာတစ်ခုကိုရှာ၍ဟိုဟိုတီတီငေးမောနေမိသည်စားရိတ်သာကန်တင်းအတွင်းမှထွက်လာကြသောသူအများစုသည်လည်းကျေနပ်အားရဖွယ်ရာမတွေ့ရအမိမြေတွင်မိသားစုစားဝတ်နေရေးအတွက်လုံလောက်စေနိုင်သောအလုပ်အကိုင်ရှားပါခြင်းနှင့်လုပ်ခဝင်ငွေလစာနည်းပါခြင်းတာမန်လူတန်းစားတစ်ရပ်အတွက်မျှော်မှန်းမရနိုင်သောလုပ်ခလစာကိုတောင်ကိုရီးယားနိုင်ငံ၌ရရှိခြင်းစသည့်အားသာချက်များကြောင့်သာအခက်အခဲအမျိုးမျိုးတို့ကိုအန်တုရင်ဆိုင်ဖြေရှင်းနေရခြင်းဖြစ်သည်အမိမြေနှင့်မိသားစုများအပါအမှတာဝန်များထမ်းပိုးပြီး
ခွဲခွာလာခဲ့ကြသောအညတရသူရဲကောင်းများသည်ဒုက္ခနှင့်ဒုက္ခများအချိုးညီများစွာပေါင်းစပ်၍လက်ဆွဲကြိုဆိုနေကြသည်ကိုဟန်မပြတ်ပြန်လည်နှုတ်ဆက်ပေးနေကြသည်အောင်ထင်ရသည်ရုပ်ရှင်များထဲတွင်တရေယိုလောက်ဖွယ်ကောင်းသောတောင်ကိုရီးယားအစားအစာများသည်လက်တွေ့ဖြတ်သန်းကြမည်သူများအတွက်ဝယ်အပြုံးပန်းတပွင့်ပင်ဖန်ဆင်းပေးနိုင်စွမ်းမရှိတော့ကျွန်တော်ဤထိုနေ့ကနေ့လည်ခင်းစာသည်လည်းစပြစ်သည်အချိုရည်တပူးများဖြင့်သာဖြည့်သိမ်းလိုက်ရတော့သည်ထို့နောက်မွန်လွယ်တနာရီခန့်တွင်သင်တန်းပြန်စမည်ဖြစ်သောကြောင့်အတွေးစားတို့ကိုဖြတ်တောက်ခဲ့လိုက်ပြီးသင်တန်းခန်းမအတွင်းသို့ဝင်လာခဲ့ရတော့သည်3ကိုရီးယားရောက်စအလွမ်းကတဝေဝေညနေ9နာရီခန့်တွင်တရက်တာသင်တန်းပြီးဆုံးသွားပါသည်အခန်းပြန်ရောက်သောအခါနားနေလျက်ပင်စကားစမြည်ပြောကြမိတ်ဆက်ကြနှင့်ထမင်းစားချိန်ရောက်သောကြောင့်စားရိတ်သာကန်တင်းသို့သွားပြီးထမင်းစားရန်တန်းစီကြရပြန်ပါသည်ကျွန်တော်ကဒီတစ်ချိန်မှလည်းစားကြံစိမ်မရှိတော့သောကြောင့်တန်းမစီတော့ဘဲဈေးဆိုင်သွားကအေးတပူးနှင့်ပေါင်မုန့်တစ်ခုဝယ်ယူလိုက်သည်ထို့နောက်လူ6ယောက်နှင့်စာရင်အခန်းသည်ကျဉ်သောကြောင့်အခန်းသို့မပြန်တော့ဘဲနေလိုက်ပြီးလွတ်လွတ်လပ်လပ်နှင့်စိတ်ငြိမ်အေးချမ်းသောအဆောင်၏အောက်နောက်ကျောဘက်ရှိနားနေဆောင်ပေးမှခုံတန်းလျားပေါ်ဝယ်ထိုင်နေမိပါသည်ထိုအခါမှတန့်ရှင်းလက်ဆက်သောလေထုကိုရှူရှိုက်မိသောကြောင့်ပတ်ဝန်းကျင်ကိုသတိထားလိုက်မိပါသည်ရင်းညနေစည်းစာကောင်းကင်ပြ၏အောက်ဝယ်ဖြည့်ညင်းစွာရွေ့လျားနေသောရောင်စုံတိမ်တိုက်တို့ကိုတွေ့ရသည်ထို့နောက်တင်နှန်းကျောင်းဝန်းနှင့်ကပ်လျက်တွင်စိမ်းဆူအုပ်မိုင်းနေသောတောင်ကုန်းကြီးတစ်ခုတည်ရှိနေသေးသည်ပတ်ဝန်းကျင်တွင်လူသားတို့စီရင်ဖန်တီးထား၍ခန့်ထည်လှပသောတင်နှန်းကျောင်းဝန်းကြီးရှိနေပါသည်ထိုနေရာဌာနတွင်ရှိနေသောကျွန်တော်နှလုံးသားတစ်စုံသည်အတိတ်စီသို့တင်းမိလျက်အမိမြေနှင့်မိသားစုအားလွမ်းဆွတ်တမ်းတနေရပါတော့သည်ရင်းတောင်ကုန်းကြီးအားမြင်တွေ့မိချိန်မှာပင်အမိမြေကထင်ထင်ရှားရှားကြည့်ရှုငေးမောခွင့်ရသောရှင်မတောင်ကြီးကိုမြင်အောင်တမ်းတနေမိပါသည်ဤကဲ့သို့ရှုငေးမောခွင့်ရသောရှင်မတောင်ကြီးကိုမြင်အောင်တမ်းတနေမိပါသည်ဤကဲ့သို့ရာသီဥတုတာယာကြည်လင်သောညနေစည်းစာချိန်များတွင်စိတ်ငြိမ်အေးချမ်းသောရွာ၏အပြင်ဘက်ဝယ်တငယ်ချင်းများနှင့်စုံစည်းကာရှင်မတောင်ကြီးကိုငေးမောကြဖူးသည်တခါတရံတွင်ဂတာတီးသချင်းဆိုကြသည်ထို့နောက်ရှေးဟောင်းနောက်ဖြစ်များငယ်စဉ်ကလေးဘဝ၏ပျော်ရွှင်ဖွယ်ရာအမှတ်တရများကိုတစ်ချိန်ပြန်လည်တူးဖော်ခန်းစားကြသည်ယခုမူကျွန်တော်ပတ်ဝန်းကျင်တွင်ကျွန်တော်နှင့်ခင်မင်ရင်းနှီးသူတိကျွမ်းသူဟု၍တယောက်တလေများပင်မရှိတော့အတိတ်မှကြည်နူးပျော်ရွှင်ခဲ့ကြသောအကြောင်းတရားများသည်ပစ္စုပန်တွင်လွမ်းဆွတ်နာကျင်ကြေကွဲရခြင်းအကျိုးတရားများအဖြစ်နှင့်ရှင်သန်နေတော့သည်ထိုအချင်းရာများနှင့်အတူအနီးကပ်ဆုံးသောအတိတ်သည်လည်းလက်ဆက်သည့်ဝေဒနာများကိုတည်ဆောင်၍ပစ္စုပန်စီသို့အပြည့်အလွှာရောက်လာကြပါသည်ရင်းဝေဒနာသည်ကပို၍မွန်းကြံရပါသေးသည်ကျွန်တော်သည်အမိမြေတွင်နေထိုင်စဉ်ကလည်းမိသားစုနှင့်ခွဲခွာ၍အလုတ်အကင်သွားရောက်လုပ်ကင်နေထိုင်ခဲ့ပူးပါသည်ထိုအချိန်ကမွေရက်မြေနှင့်မိသားစုကိုလွမ်းဆွတ်တမ်းကြခဲ့မိတော့လေယခုများလောက်မွန်းမွန်းကြက်ကြက်နှင့်ဝမ်းနှင့်ကြေကွဲခြင်းမဖြစ်ခဲ့မိယခုမူတတိထား၍စ조사ထိချုပ်ခြင်းသည်မျက်ရည်များပိုကြားမိစေရန်အားပေးတကယ်သို့ပင်ဖြစ်နေပါတော့သည်လေရင်မတက်မီကနေမကောင်းဖြစ်ခဲ့ခြင်းကြောင့်လည်းဖြစ်မိထင်ပါသည်ထိုအချိန်ကဖေဖေမေမေဦးလေးနှင့်အမတို့သည်ကျွန်တော်လေရင်တက်သည့်အချိန်တွင်လေစိတ်သို့လိုက်ပို့ကြရန်ရွာမှလိုက်လာခဲ့ကြပြီးကျွန်တော်နှင့်အတူရန်ကုန်မြို့၌အတူရှိနေကြခြင်းဖြစ်ပါသည်နေမကောင်းဖြစ်ခဲ့ခြင်းကမိသားစု၏ဂရုစိုက်မှုနှွေးထွေးကျင်နာမှုပိုရလိုက်ပါသည်နေမကောင်းဖြစ်နေသောကြောင့်သူတို့အားလုံးသည်ကျွန်တော်အနီးအပါးတွင်သာရှိနေပေးကြသည်ကျွန်တော်တို့မြန်မာများသည်မိသားစုတန်ရောစဉ်ကြီးမားသောလူမျိုးများဖြစ်ကြသည်တာမန်အခြေအနေပင်မိမိသားသမီးမွေးချင်းသားချင်းများအားမွေးရထနေမှအခြားမျိုးရွာများသို့သွားလျင်စိတ်မချနိုင်ဖြစ်နေတတ်သောလူမျိုးများဖြစ်သောကြောင့်ယခုကဲ့သို့လူမျိုးမတူဇယိုက်ကွဲ၍ရေမြေရက်ချတိုင်းတစ်ပါးသို့တွားရောက်အလုပ်လုပ်ကင်ရမည်ဖြစ်သောကျွန်တော်အပေါ်ဝယ်စိတ်မချဖြစ်မိယုံတွင်မျှမကတော့ပဲစိုးရိမ်စိတ်ပါဖြစ်နေကြပါတော့သည်ထို့ကြောင့်လေရင်တက်ရမည့်နေ့တွင်ကျွန်တော်အတွက်လမ်းခုလက်ကပန်းတိုင်တစ်ခုကိုစုပ်ကိုင်မိခြင်းဖြစ်တော်လေအကျိုးဆက်ခွဲခွာကြရခြင်းသည်ကကြည်နူးပျော်ရွှင်သောခံစားမှုတို့မဖြစ်ခဲ့ရပါလေရင်တက်ရမည့်နေ့တွင်လေစိတ်သို့မသွားမီဖျားရှင်ကိုရှိခိုးကြော့ပြီးနောက်ကျွန်တော်တို့မိကိုနေထိုင်ရာဘုံတော်ကြီးကျောင်း၏ကျောင်းထိုင်ဆရာတော်ဦးတုနန္ဒအားရှိခိုးကြော့ကြပါသည်
ဆရာတော်ကတည်ငြိမ်အေးချမ်းစွာပင်ဆုတောင်းမြတ်တာများပို့ပေးပြီးဆုံးမဩဝါဒများပေးပါသည်ထို့နောက်ဦးလေးနှင့်အမအားရှိခိုးကြောချိန်တွင်ဦးလေးသည်ရွတ်ဝဲနေသောမျက်ရည်များကိုမျက်တောင်တို့နှင့်ပုတ်ခတ်သိမ်းဆည်းနိုင်တော်လဲအမ၏မျက်ရည်များသည်ကအတားအဆီးမဲ့စွာပင်စီးကျနေတော်သည်သူတို့ထံမှထွက်ပေါ်လာသောစိုးနှင့်နှင့်စုပေးတံကိုနာကျင်နေမိသည့်နှလုံးသားတစ်စုံဖြင့်ခံယူပြီးနောက်ဖေဖေနှင့်မမေတို့ကိုရှိခိုးကြောပါသည်ဖေဖေသည်ဝေးတက်လာသောမျက်ရည်များကိုအာတင်ထိမ့်သိမ်းနေဟန်ရှိတော်လဲရင်းနေ၌ပင်ဖေဖေ၏မျက်ရည်ကျခြင်းကိုကျွန်တော်ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရပါတော့သည်မေမေသည်ကမိခင်ဖြစ်သောကြောင့်ညီတို့မှအာတင်ထိမ့်သိမ်းထားဟန်မရှိပဲအတားအဆီးမဲ့စွာကျနေသောမျက်ရည်များအားလက်ကင်ဘဝတစ်ထည်နှင့်တွင်တွင်သာတုပ်ပစ်နေပါတော့သည်ထို့နောက်ဖေဖေနှင့်မမေတို့ထံမှအက်ကွယ်စိုးနှင့်စွာထွက်ပေါ်လာသောစုပေးသံအဆုံးတွင်ကျွန်တော်နှလုံးသားသည်လည်းအာတင်ထိန်သိမ်းထားနိုင်စွမ်းမဲ့သွားခဲ့ရလေပြီနှလုံးသွေးများအားမျက်ရည်တို့အဖြစ်နှင့်သာပြောင်းလဲထွက်ပေါက်ပေးခဲ့ရပါတော့သည်လေစိတ်သို့ရောက်သောအခါတွင်လည်းမှန်နိုင်ရန်တို့၏တစ်ဖက်စီဝဲမျက်ရည်များနှင့်လက်ပြနှုတ်ဆက်ခဲ့ကြသောအဆုံးသတ်မြင်ကွင်းတစ်ခုနှင့်စိုးနှင့်မွန်ကျက်စွာဖြင့်ခွဲခွာခဲ့ကြရပြန်သည်ယခုမူမိသားစုနှင့်ခွဲခွာခဲ့ရခြင်းအဆုံးသတ်မြင်ကွင်းများမွေးရမြေနှင့်တငယ်ချင်းများအားတတိယလွမ်းဆွနေမိသောခံစားမှုများသည်တော်တော်နှင့်အတော်မတတ်နိုင်ဖြစ်နေရလေပြီမြင်ရသမျှအရာများသည်လည်းတိုက်ဆိုင်မှုအဖြစ်ပြောင်းလဲလျက်လွမ်းဆွတန်တခြင်းဝေဒနာများသာခံစားနေရပါတော့သည်အတိတ်ကိုအမိတဟဲပြုတ်နေသောနှလုံးသားသည်ပစ္စုပန်အားလွမ်းဆွတန်တတတိယခြင်းဝေဒနာများခံစားစေ၍မုန်တိုင်းထန်နေခဲ့တော့၏လေးရေချိုးခန်းအတွင်းကကျွန်တော်ပြဿနာဆောင်းဦးရာသီကမာကျူရီမီးရောင်အောက်တွင်ဆင်းသက်လာသောကြောင့်အလွမ်းစားတို့အားဖြတ်တောက်ပြီးအခန်းရှိရာကိုပြန်ခဲ့ရတော့၏ထိုအခါမှရေချိုးခန်းအတွင်းမှထွက်လာသောအခန်းပေါ်အကူတစ်ယောက်ကိုမြင်ကရေချိုးရန်သတိရမိသည်မြမပြည်ကလေးကနေမကောင်းဖြစ်ခဲ့သောကြောင့်ရေမချိုးရသည်မှာ9 ရက်ခန့်မျှလောက်ရှိလိမ့်မည်ထင်ပါသည်ထို့ကြောင့်ရေချိုးရန်ဆုံးဖြတ်လိုက်ပြီးနောက်ရင်းအကိုအားရေပူရှိမရှိမေးကြည့်မိပါသည်ရေပူရှိတယ်ညီဟုပြောသောကြောင့်ရေချိုးရန်ပြင်ဆင်ပြီးရေချိုးခန်းအတွင်းသို့ဝင်ခဲ့ပါတော့သည်ရေချိုးခန်းအတွင်းရောက်သောအခါရေပါးကိုဖွင့်၍ရေပူမပူစမ်းသပ်ကြည့်လိုက်မိသည်ရေသည်အေးဆက်နေသောကြောင့်အခြားရေပန်းတစ်ခုထပ်မံရှိလေအောင်မည်အထင်နှင့်ဟိုဟိုတီတီကြည့်လျက်ရှာဖွေမိပါသည်အေးဆက်နေသောရေများနှင့်တစ်ခုတည်းသောရေပန်းကိုသာတွေ့သောကြောင့်ရေချိုးရန်အခက်တွေ့စေပါတော့သည်ထို့ကြောင့်ရေချိုးရန်တင့်မတင့်စဉ်းစားလျက်အပေါ့အပါသွားလိုက်မိပါသည်ထိုအခါမှပဲဒုက္ခတွေခြေစုံပြစ်၍ဝင်လိုက်မိတကဲ့သို့ဖြစ်ရချေတော့သည်ဘိုးထိုင်အင်သာအားမြည်သို့ကိစ္စရှင်ရမည်မသိတော့ရင်းဘိုးထိုင်အင်သာကိုကြားဘူးမြင်ဘူးတော့လေလက်တွေ့အသုံးမပြုဖူးခဲ့ယခုမူမြည်သည့်အဖို့အထစ်နှင့်ခလုတ်တစ်ခုတလေများမတွေ့ရသောဘိုးထိုင်အင်သာခွက်ကိုဟိုဘက်ဒီဘက်လှည့်ပတ်ကြည့်ရှုကာကိစ္စရှင်ရန်နီလန်းရှာလျက်ဇောချွေးပြန်ရပါတော့သည်အခြားသောအခန်းပေါ်များကိုမေးရန်လဲဆန္ဒမရှိတချို့သောမြန်မာရွှေရှင်ဇာတ်လမ်းများဝတ္ထုများထဲတွင်တောသူတောင်သားရွာသူရွာသားများအပေါ်အထင်သေးနှိမ်ချထားသည်များကိုတွေ့လျင်ပင်ကျွန်တော်သည်ဒေါသပုံထား၍မကြေမကြမ်းဖြစ်နေမိတတ်သူဖြစ်သည်ယခုလည်းဘိုးထိုင်ကိစ္စဖြေရှင်းရန်မေးမိလျင်ရွာသားဒါလေးတောင်မလုပ်တတ်ဘူးလားဟုသောအကြည့်ကိုလည်းမခံချင်သောကြောင့်မည်သူကိုမှလှမ်းမမေးတော့ပဲမိမိဘာသာပင်ဖြေရှင်းရန်နီလန့်အသေးအတန်ရှာဖွေနေမိပါတော့သည်သို့တော်လည်းမည်သို့သောရေပါးနှင့်ခလုတ်ကိုမျှမတွေ့ရပဲအိမ်သာခွက်၏အနောက်ဘက်ရှိရေအိမ်ကလေးပေါ်တွင်သာလာချမ်းလေးနှစ်ခုပူးတွဲထားသောငွေရောင်ဆက်ဝိုင်းကလေးတစ်ခုကိုတွေ့ရပါတော့သည်ရင်းလာချမ်းနှစ်ခုနှင့်ငွေရောင်ဆက်ဝိုင်းကလေးသည်ကခလုတ်ဖြစ်မည်လောတစိမ့်လေလောဇဝေဇဝါခွဲခြားရခက်နေပါသေးသည်သို့တော်လည်းအင်သာခွက်တွင်ထူးထူးခြားခြားသဏ္ဍာန်နှင့်စမ်းကြည့်စရာဟု၍ဒီတစ်ခုသာလျှင်တွေ့သောကြောင့်မဝတ်မရဲဖြင့်နှိပ်ချကြည့်လိုက်သည်ထိုအခိုက်တစ်ပြိုင်နက်ထဲမှာပင်ဝုန်းဝေါဝေါဟုသောအသံထွက်ပေါ်လာသောကြောင့်လမ်းဖြတ်ကာနောက်သို့ခုန်လိုက်မိသည်ထိုနောက်တစ်ခုခုပျက်စီးသွားလိမ့်မည်လားအတွေးနှင့်စိုးရိမ်သောကဖြစ်နေမိ၏သို့တော်လည်းမည်သည့်အရာများပျက်စီးယိုယွင်းသွားသည်ကိုမတွေ့ရပဲရေများတဝေါဝေါကျလျက်ကိစ္စရှင်းသွားသည်သာတွေ့သောကြောင့်ဟင်းကနေတပ်ပြင်းရှိနှင့်အတူနှလုံးပီတိဂွန်းစီထိဖြစ်သွားရပါတော့သည်ပီတိများကိုရင်ဝဲပိုက်ကရေချိုးရန်ရေပန်းအားထပ်မံဆန်းစစ်မိပါတော့သည်ဒီရေသည်အေးမြဲအေးနေသောကြောင့်ရေပါးကိုတည်တည်ချာကြည့်ကထူးခြားမှုရှိမရှိထပ်မံရှာမိပြန်ပါသည်ထိုအခါမှရေပါးသည်
ဘယ်ညာပြောင်းပြန်လှည့်လို့ရမှန်းတတိထားလာမိသည်ရေပါး၏အပေါ်ဘက်မှာဘယ်ဘက်တွင်အပြာရောင်သင်္ကေတတစ်ခုနှင့်ညာဘက်တွင်အနီရောင်သင်္ကေတတစ်ခုကိုတွေ့ရပါတော့သည်ထို့ကြောင့်အပြာရောင်ဘက်တွင်လှည့်ထားလျက်ရှိသောရေပါးကလေးအားအနီရောင်ဘက်သို့စမ်းကာရွှေ့ကြည့်လိုက်သည်ရပါပြီကျွန်တော်ဆန္ဒရှိနေသောရေပူလိုချင်နေသောရေပူကိုချိန်ဆယူ၍ကျွန်တော်၏ရေချိုးခြင်းအမှုကိစ္စလည်းအဆင်ပြေပြေပြီးမြောက်သွားရပါတော့သည်ကျွန်တော်ရေချိုးခန်းအတွင်းမှထွက်လာသောအခါအခန်းပေါ်များကဒီကလေးရေချိုးနေတာအကြာကြီးပဲအေးပတ်မှဒုက္ခရောက်နေအောင်မယ်ဟုတတိပေးစကားဆိုလျက်ဂရုဏာဖြင့်စီးကြိုကြပါသည်ကျွန်တော်ဒီကရေနွေ့နွေ့နဲ့ချိုးကောင်းနေတော့အချိန်ကိုပင်တတိမထားလိုက်မိပါဘူးနောက်တော့ဆင်ချင်ပါမယ်ဗျာဟုရေတုပ်လျက်ပင်ခက်တီတီနှင့်ပြောလိုက်ပါတော့သည်ငါဂေါ်ကျယ်မြို့စီသို့တင်နန်းကျောင်းတွင်3ရက်မြနေပြီး4ရက်မြောက်သောနေ့တွင်မိမိတို့သက်ဆိုင်ရာလုပ်ငန်းရှင်များကနနက်ခင်း8နာရီခန့်လောက်တွင်ကားကလေးများနှင့်အသီးသီးလာခေါ်ကြတော့သည်တင်နန်းကျောင်းနှင့်နီးစပ်ရာမြို့များကအလုပ်ခေါ်စာရထားသောသူများသည်ဦးဦးဖျားပင်တစ်ယောက်စနှစ်ယောက်စနှင့်တဖွဲဖွဲလိုက်ပါသွားနေကြ၏ဤသို့လိုက်ပါသွားနေကြရသူများကိုအနီးအပါးတွင်ရှိနေကြသူများကငယ်ပေါင်းကြီးပေါ်များကဲ့သို့ခင်မင်ရင်းနှီးမှုမရှိကြသေးစေကမူမြမဟူသောချစ်စိတ်တစ်ခုတည်းနှင့်ပင်ကျမ်းမာရေးဂရုစိုက်ကြရန်လုပ်ငန်းခွင်တွင်အန်ဒီရမဖြစ်စေဘဲဂရုတစိုက်လုပ်ကြရန်နှင့်အလုပ်ကိုရိုးရိုးသားသားကြိုးကြိုးစားစားလုပ်ကြပြီးအမိမြေကိုအမြန်ဆုံးပြန်နိုင်ကြပါစေရန်စသဖြင့်အားပေးစကားတတိပေးစကားပြောဆိုနှုတ်ဆက်ကြကဆန္ဒပြုဆုတောင်းပေးနေကြပါသည်လုပ်ငန်းခွင်ရှိရာလိုက်ပါကြရသူများမှလည်းရေဝေနေသောမျက်ဝန်းများနှင့်တမင်လည်းပြန်ကြည့်ကနောက်ဆန်တင်းတင်းဖြင့်လိုက်ပါသွားကြသကဲ့သို့ကြံခဲ့သူများမှလည်းလက်ပြနှုတ်ဆက်လျက်မိမိအလှည့်ကိုစောင့်မျှော်နေကြရပါတော့သည်ကျွန်တော်လုပ်ငန်းခွင်ရှိရာမြို့သည်တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းဘက်တွင်ရှိနေခြင်းဖြစ်သောကြောင့်တင်နန်းကျောင်းရှိရာအန်ဆောင်းမြို့နှင့်အတော်ဝေးကွာလာပါသည်ထို့ကြောင့်တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းဘက်ရှိဒဲကူးဆိုသောမြို့စီသို့တင်နန်းကျောင်းမှဘတ်စကားဖြင့်တီးတန့်လိုက်ပို့ပေးမည်ဖြစ်ပြီးရင်းတဲကူးမြို့မှတဆင့်သက်ဆိုင်ရာလုပ်ငန်းခွင်ကလာခေါ်မည်ဖြစ်သည်ကျွန်တော်တို့တတွေသည်ဘတ်စကားအလာကိုသာဒဲကူးအုပ်စုဟူ၍အုပ်စုခွဲကစောင့်မျှော်နေကြရပါတော့သည်ထို့နောက်ကျွန်တော်တို့အားဒဲကူးမြို့စီသို့ပို့ဆောင်ပေးမည်ဖြစ်သောဘတ်စကားကြီးသည်တင်နန်းကျောင်းဝန်းအတွင်းသို့စရောက်လာခဲ့တော့သည်ဒီတစ်ချိန်တော့ကျွန်တော်တို့အလှည့်ကြံရစ်နေသောမြမညီအကိုများအားတလှည့်လက်ပြနှုတ်ဆက်လျက်ဘတ်စကားကြီးပေါ်ကိုတန်းစီတက်ကြပါသည်သူတို့တွေသည်လည်းမပီသသောအပြုံးတချို့အားမျက်နှာပေါ်တွင်ပတ်ဆင်လျက်ကျွန်တော်တို့ကိုလက်ပြနှုတ်ဆက်ကြံရစ်ခဲ့ကြပါသည်ဘတ်စကားကြီးသည်တင်နန်းကျောင်းအတွင်းမှတရွေ့ရွေ့စတင်မောင်းနှင်ကထွက်ခွာလာခဲ့တော့သည်တင်နန်းကျောင်းဝန်းအတွင်းကြံရစ်နေခဲ့ကြသောမြမညီအကိုများရှိရာစီသို့ကျွန်တော်တမင်လည်းပြန်လှည့်ကြည့်နေမိတော့လေသူတို့တွေကိုမတွေးမြင်ရတော့ပါဘတ်စကားကြီးသည်ကကျွန်တော်တို့တွေကိုတင်ဆောင်ကနိုင်လွန်ကတ္တရာလမ်းမကြီးပေါ်မှဒဲကူမြို့တည်ရှိရာစီကိုတရရိပ်ပြေးလျက်တင်နန်းကျောင်းကြီးအားခွဲခွာချန်ရစ်ခဲ့ပြီးခရီးပြင်းနှင်နေတော့သည်ကျွန်တော်၏အတွေးအာရုံနှင့်စိတ်အစဉ်သည်ဘတ်စကားကြီးဦးတီမောင်းနှင့်ခေါ်ဆောင်ရာအရက်ကိုမလိုက်ပါနိုင်ပဲစန့်ကျင်၍စီးမျောလွင့်ပါနေရသည်တင်နန်းကျောင်းဝန်းအတွင်းမှခွဲခွာလာခဲ့ကြစဉ်ကလက်ပြနှုတ်ဆက်ကကြံရစ်နေခဲ့ကြသောမြမညီကိုများ၏ပုံရိပ်များကိုပြန်လည်မြင်အောင်လျက်နှလုံးသားသည်တဆစ်ဆစ်နာကျင်နေမိ၏တင်နန်းကျောင်းတွင်အတူရှိကြစဉ်စကားလက်ဆောင်ကြချိန်ကစကားပြောကြလျင်မြမဟူသောအမည်နာမအစားတို့ရွှေတွေဟူသောတင်စားခေါ်ဝေါ်ပြောဆိုသုံးနှုန်းတတ်ကြသောအတန်များအမိမြေဤကောင်းကွက်ကလေးများသာရှာကြံ၍ချီကျူးထောမနာပြုနေကြတမ်းများအမိမြေအားချစ်မြတ်နိုးကြတော့လေအကြောင်းမျိုးမျိုးကြောင့်ခွဲခွာခဲ့ရခြင်းအပေါ်မကျေနိုင်မချမ်းနိုင်ခံစားမှုများနှင့်အတူလွမ်းဆွမှုနှောသည့်တန်တတန်များစသည်တို့ကိုပြန်လည်ကြားရောက်နေမိပြီးကြေကွဲနေမိသည်ယခုမူရွှေကလေးများသည်ပဒိန်ဆရာများရှိရာစီလိုက်ပါရလျက်ခွဲခွာခဲ့ကြရသည်မည်သို့ပုံဖော်၍မည်သို့ပန်ဆင်ကြလိမ့်မည်ကမသိရသည်ဘတ်စကားကြီးသည်ကကျွန်တော်၏အတွေးအာရုံတို့နှင့်ဆန့်ကျင်၍မောင်းနှင်လာခဲ့ခြင်းကြောင့်ဒဲကူးမြို့အလုတ်သမားရုံးရှိရာဌာနစီသို့ဆိုက်ရောက်ခဲ့ရပါတော့သည်ဒဲကူးမြို့အလုတ်သမားရုံးကိုရောက်သောအခါဂေါ်ကျယ်မြို့မှကျွန်တော်တို့အားလာကြိုသောနိုင်ငံသားအလုတ်သမားတာဝန်ခံနှင့်တွေ့ရပါသည်တာဝန်ခံကဂေါ်ကျယ်မြို့ရှိဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာအလုပ်ခေါ်စာလက်ခံရရှိထားသူများကိုအမည်စာရင်းခေါ်ယူကာလူစုလိုက်ပါသည်ထိုအခါမှဂေါ်ကျယ်မြို့ရှိဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရမည့်လုပ်သားများမှာ
စုစုပေါင်း9ယောက်ခန့်ရှိသည်ကိုသိရပါတော့သည်။ရင်း9ယောက်မှလည်းမြန်မာ6ယောက်ခန့်နှင့်ဥဇပါကစ္စတန်1ယောက်ဖြစ်ပါသည်။တာဝန်ခံသည်ကျွန်တော်တို့အားလုံးကိုခေါ်ယူထားပြီးစာရွက်စာတမ်းများနှင့်အတူရုံးခန်းတစ်ခုတည်းသို့ဝင်သွားပါတော့သည်။တာဝန်ခံရုံးခန်းအတွင်းဝင်သွားသောအခါကျွန်တော်တို့သည်တစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်စကားပြောဖြစ်ကြပါသည်။ကျွန်တော်တို့6ယောက်သည်ရန်ကုန်သားကိုထွန်းထွန်းနိုင်ဝါခင်မမြို့မှကိုမင်းထွန်းကိုအောင်တိုက်ထွန်းမြင်းချက်မြို့သားကိုသူရနှင့်ပဲခူးမြို့သားကိုမျိုးသိန်းထွန်းတို့ဖြစ်ပါသည်။ထိုအခါမှကိုထွန်းထွန်းနိုင်ဆိုသောရန်ကုန်သားအကိုကြီးတစ်ယောက်သည်ရခင်ကတောင်ကိုရီးယားနိုင်ငံဂေါ်ဂျယ်မြို့ရှိဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်တွင်9နှစ်ခန့်နေထိုင်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီးယခုအခါသည်ဒုတိယအကြိမ်ပြန်လည်လာရောက်လုပ်ကိုင်သူဖြစ်ကြောင်းသိရပါတော့သည်။သူကဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်တွင်ကဟေဆက်သောအလုပ်လုပ်ကိုင်ခဲ့ရသူဖြစ်ကြောင်းယခင်အလုပ်လုပ်ခဲ့သောကုမ္ပဏီကပြန်ခေါ်သောကြောင့်ယခုဒုတိယအကြိမ်ဆက်မွေးပွဲဖြစ်ဆိုပြီးပြန်လာခဲ့ကြောင်းပြောသောကြောင့်ကိုစိုးမင်းထွန်းနှင့်ကိုအောင်တိုက်ထွန်းတို့ကလည်းသူတို့လုပ်ကိုင်ရမည့်လုပ်ငန်းခွင်အခြေအနေကိုစတင်စူးစမ်းမေးမြန်းကြပါတော့သည်ထိုအခါတွင်ကိုထွန်းထွန်းနိုင်ကသူတို့အလုပ်လုပ်ကိုင်ရမည့်ကုမ္ပဏီနာမည်ကိုပြန်လည်မေးမြန်းပါတော့သည်ထို့နောက်ကိုထွန်းထွန်းနိုင်ကဒေဝူးကုမ္ပဏီသည်ပင်မကုမ္ပဏီကြီးဖြစ်ပြီးဒေဝူးကုမ္ပဏီမှတဆင့်လုပ်ငန်းစိုက်ခွဲကန်ထရိုက်များပြန်ပေးထားရာကုမ္ပဏီငယ်များ200ကျော်မျှရှိကြောင်းရင်းကုမ္ပဏီများမှနိုင်ငံခြားသားအလုပ်သမားများပြန်လည်ခေါ်ယူခြင်းဖြစ်သောကြောင့်ကုမ္ပဏီနာမည်နှင့်လုပ်ရမည့်လုပ်ငန်းအမျိုးအစားကိုတွဲဖက်မသိပါကြောင်းပြန်လည်ရှင်းပြဖြေပေးပါသည်ဤသို့ဖြေအပ်ပြီးငင်းချံမျိုးသားကိုသူရကပါသူ့ကိုအလုပ်ခေါ်ယူသောကုမ္ပဏီ၏နာမည်အားပြောပြကလုပ်ငန်းခွင်နှင့်အလုပ်မျိုးစားကိုကိုထွန်းထွန်းနိုင်ထံတွင်ဆက်လက်စုံစမ်းကြည့်ပြန်ပါသည်ကိုသူရအားအလုပ်ခေါ်ယူသည့်ကုမ္ပဏီနာမည်နှင့်လုပ်ကိုင်ရမည့်လုပ်ငန်းခွင်အလုပ်မျိုးစားကိုသိကြောင်းပြောပါသည်ရင်းကုမ္ပဏီသည်သင်္ဘောအတွင်းပိုင်းတွင်လျှပ်စစ်ဓာတ်ကြိုးကေဘယ်တွယ်တန်းရသည့်အလုပ်ဖြစ်ကြောင်းပြောပြီးနောက်မြန်မာအလုပ်သမားများ၏တာဝန်ခံကိုအောင်မင်းနှင့်ကုမ္ပဏီတစ်ခုတည်းဖြစ်ကြောင်းပြောပြပါတော့သည်တစ်ဆက်တည်းမှာပင်ဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးဝန်ကြီးထဲတွင်နိုင်ငံခြားသားလုပ်သားများများစွာရှိကြောင်းမြန်မာနိုင်ငံသားအလုပ်သမားများသည်လည်း200ကျော်ခန့်များရှိကြောင်းရင်းမြန်မာအလုပ်သမားများကိစ္စချင်းငယ်တစ်စုံတစ်ခုဖြစ်ပေါ်ပါကကိုအောင်မင်းထံအကြောင်းကြားဖြေရှင်းရကြောင်းကိုအောင်မင်းသည်ကိုရီးယားဘာသာစကားကိုတစ်ဖက်ကခတ်တက်မြောက်ကျွမ်းကျင်သူဖြစ်ပြီးဒေဝူးကုမ္ပဏီကပင်ဒေဝူးဝန်တဲ့အတွက်မြန်မာအလုပ်သမားများ၏တာဝန်ခံမြန်မာဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားခံရသူဖြစ်ကြောင်းအစရှိသဖြင့်ပြောပြပေးပါသည်ထို့နောက်ကိုထွန်းထွန်းနိုင်ကကျွန်တော်နှင့်ပဲခူးသားတို့အားညီတို့ကရောဘယ်ကုမ္ပဏီကခေါ်တာလဲဟုမေးပါတော့သည်ကျွန်တော်တို့2ယောက်သည်လည်းညီတို့ကစောင့်ကွမ်းတဲ့အကိုဟုဖြေလိုက်ကြပါသည်ကျွန်တော်တို့ဖြေတဲ့ဆုံးသည်နှင့်တပြိုင်နက်ကိုထွန်းထွန်းနိုင်သည်မျက်ခုံးနှစ်ဖက်ကိုပင့်လျက်စောင့်ကွမ်းကလာဟုအံ့ဩနေခြင်းလောဂယုဏတက်နေသည်လောဝေခွဲရခဲ့သည့်မျက်နှာမျိုးနှင့်ထပ်မေးပါတော့သည်ကျွန်တော်သည်လည်းသူ့ကိုကြည့်ကနားမလည်နိုင်သောကြောင့်ဆောင်ကွယ်ကဘာလုပ်တဲ့နေရာမို့လို့လဲအကိုဟုပြန်မေးမိပါသည်ထိုအခါမှကိုထွန်းထွန်းနိုင်ကညီတို့ကညမ်းဆိုင်ပြညမ်းအစင်အဖြတ်လုပ်ရတာပြိုင်းနေလို့နာမည်ကြီးပဲအန်ဒီရဲ့လဲများတယ်ဟုပြန်ဖြေပေးပါသည်တော်တော်မြင့်မြင့်တွေမှာဆင်ရဖြတ်ရတာမို့လို့လားအကိုဟုကျွန်တော်ကပြန်မေးလိုက်ပါသည်ထိုအခါကိုထွန်းထွန်းနိုင်ကမျက်နှာပေါ်ညီရသင်္ဘောကြီးတွေကအကြီးကြီးတွေကိုပေ100ကျော်လောက်အမြင့်တွေအထိလောက်ရတာပဲဟုထပ်ဖြေပေးပြန်ပါသည်ရင်းအဖြေစကားကိုကြားသိရမှပင်တောင်ကိုရီးယားနိုင်ငံဟူသည်ကျွန်တော်အတွက်ဒုက္ခနှင့်ဒုက္ခတို့အချိုးမညီမျှစွာပေါင်းဆက်ပေးထားသောအရက်ဒေတာဖြစ်နိုင်ကြောင်းမှန်းဆလာမိတော့သည်ကျွန်တော်ကအမြင့်တရမည်ကိုသိမလောက်ကြောက်တတ်သူဖြစ်ပါသည်တခါတရံမလကာသည်စားကျင်သည့်အခါမျိုးတွင်မလကာပင်ပေါ်တက်မိသောအခါလူတရက်ကြော်ခန့်များရောက်လျင်ပင်စောက်တရားမရလောက်အောင်ဒူးတုံနေသောကြောင့်ပြန်ဆင်းခဲ့ရသည်ကြီးဖြစ်ပါသည်သို့တော်ယခုညမ်းအစင်အဖြတ်လုပ်ရမည်ပေ100ကျော်အထိမြင့်သည်ဟုသိရသောအခါတုံလှုပ်ခြောက်ချာမိသွားယုံမျှတွင်မကအင်အားများပင်ခန်းချောက်သွားသည်ထင်မိ၏ရောက်ရှိနေသောဒေကူးမြို့မှတဆင့်ရှေ့ကော်ကျယ်မြို့ရှိရာစီသို့ခရီးမဆက်ချင်ပဲလွတ်လပ်သောတနေရာကိုအော်ဟစ်ပြေးထွက်သွားခြင်းစိတ်ပေါက်နေမိပါသည်စိုက်ပျိုးရေးမွေးမြူရေးဆောက်လုပ်ရေးကုန်ထုတ်လုပ်ရေးစသည်ဖြင့်လုပ်ငန်းမျိုးစိတ်များရှိသည့်အနက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းကိုရွေးချယ်ပြီးစံမေးပွဲဖြေဆိုအောင်မြင်ခဲ့ပါသည်အလုတ်ခေါ်ယူစဉ်ကအလုတ်ခေါ်စာပေါ်တွင်လည်းလုပ်ငန်းအမျိုးအစားကုန်ထုတ်လုပ်မှုဟူ၍၎င်းအလုတ်ခွင်အမျိုးအစားဆိုသည့်နေရာတွင်
သင်္ဘောတည်ဆောက်ခြင်းအတွက်အစိတ်အပိုင်းများနှင့်ပစ္စည်းကိရိယာများတပ်ဆင်ထုတ်လုပ်ရေးဟု၎င်းပါရှိသောကြောင့်သင်္ဘောချင်းဖြစ်မည်သို့လည်းဉာဏ်အလုပ်လုပ်ရလိမ့်မည်ဟုမတွေးမိမထင်မိခဲ့ပါယခုဆောက်လုပ်ရေးလုပ်ငန်းသဘောမျိုးလုပ်ကိုင်ရမည်ဆိုသောအခါယင်းလုပ်ငန်းခွင်အပေါ်တွင်မကြိမ်မနက်စိတ်အလိုမကျဖြစ်ရပါတော့သည်သို့တော်လည်းသင်္ဘောသည်ယင်းအမျိုးအစားဖြစ်၍ယင်းဉာဏ်အလုပ်သည်လည်းသင်္ဘောထုတ်လုပ်ရေးအတွက်အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါသည်ဟု၍သာကုန်ထုတ်လုပ်ရေးဖြစ်စေရန်သူတို့၏လက်တလုံးချအလုပ်ခေါ်စာနှင့်စိတ်ကိုဖြေနေရပါတော့သည်ထို့နောက်ကျွန်တော်တို့အားလာကြိုသောနိုင်ငံခြားအလုပ်သမားတာဝန်ခံသည်ရုံးခန်းအတွင်းမှပြန်ထွက်လာသောကြောင့်ရောက်ရက်ခတ်နေသောအတွေးအာရုံများကိုဖျက်တောက်ပစ်ခဲ့ရပြီးတာဝန်ခံ၏နောက်သို့လိုက်ပါခဲ့ရပါသည်တာဝန်ခံကကျွန်တော်တို့အားလုံးကိုသူ၏ကားပေါ်တက်စေလျက်ဂေါ်ဂျယ်မြို့ဒေဝူးကုမ္ပဏီ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်ရှိရာကိုစတင်ထွက်ခွာခဲ့ရပါတော့သည်တာဝန်ခံ၏ကားကလေးသည်နိုင်လွန်ကတ္တရာလမ်းမကြီးပေါ်၌ပြေးလွှလျက်တောင်ကုန်းကြီးများအားဖျက်ဖောက်ထားသောဥမင်လှိုဏ်ခေါင်းများထဲတွင်ပြေးဝင်ပြီးမြို့ချီတစ်ခါပေါ်ချီတစ်လှည့်နှင့်ဂေါ်ဂျယ်မြို့စီသို့ခရီးပြင်းနှင့်နေသော်လည်းကျွန်တော်သည်ကားကိုရီးယားဟူသောအတွေ့အာရုံတဲဝယ်နစ်မြုပ်နေပါတော့သည်